တော်လေးလာကြည့်တဲ့အခါမှာသူကတော့ပမာဒီမျိုးလည်းဖြစ်တယ်။ဒါကြောင့်မြန်မာနိုင်ငံထဲမှာပထမဆုံးဒီခင်ခရစ်တော်ကိုလက်ခံကြည်လာတဲ့ဦးမောဖြစ်တယ်။သူစပြီးတော့ခရစ်တော်ကိုလက်ခံကြည်တဲ့အခါမှာကျွန်တော်တို့1819မေလကနေသူဆရာယူဒတန်ကဘာလုပ်တယ်လဲဆိုတော့ဆရာယူဒတန်ကအဲ့ဒီရွှေတကုံရဲ့အနီးနားမှာသူဘာလုပ်တယ်လဲဆိုရင်တဲဆောက်ပြီးတော့တဲဆောက်ပြီးတော့ဈေးနေ့တိုင်းမှာဘာလုပ်တယ်လဲဆိုတော့အေဝံဂေလိတရားဟောပြောတယ်အဲ့မှာမေလ10ရက်နေ့ရောက်တဲ့အခါမှာအဲ့ဒီမောင်မောဆိုတဲ့လူကဟိုနောက်နားမှာသူတယောက်ထဲလာပြီးတော့ထိုင်တော့နားထောင်အဲ့ချိန်တော့သူအသက်ဘယ်လောက်ရှိလဲဆို35နှစ်35နှစ်သူဘာလုပ်လဲလို့ပြန်လဲပြီးတော့ကြည့်တဲ့အခါမှာသူတန်ခါတဲ့တယောက်လည်းဖြစ်တယ်နောက်ပြီးတော့တစ်လုပ်ငန်းနဲ့လုပ်တယ်တစ်လုပ်ငန်းနဲ့လုပ်တယ်အဲ့မှာသူ့ရဲ့အကြောင်းကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာစီစီစုံစုံတော့အားလုံးကိုပေါ်ပြဖို့သူ့မဲ့သူ့ရဲ့အသက်တာကပါလေအသက်အရွယ်အဖြစ်35နှစ်အရွယ်အဲ့ဒါနဲ့ဆယ်ရွက်တန်ဟောပြောတဲ့တရားတွေကိုသူနားထောင်ပြီးတော့ဘာမှလည်းမမေးဘူးဘာမှလည်းမပြောဘူးအဲ့ဒီနေ့ပြန်သွားတယ်နောက်တစ်ခါထပ်ပြီးတော့သူအဲ့ဒီနေရာမှာပဲလာပြီးတော့နားထောင်တယ်နားထောင်ခြင်းနဲ့မေလတစ်လလုံးတော့ကုန်သွားတယ်စကားတခုမှမပြောသူနားထောင်တယ်ဆရာကြီးလက်တန်ဟောပြောတဲ့နှုတ်ဘတ်တော်ကယ်တင်ခြင်းအကြောင်းခရစ်တော်ရဲ့အသက်ရှင်တဲ့ဘုရားဖြစ်တဲ့လူသားတိုင်းတို့ကိုကယ်တင်ခြင်းပေးတဲ့ဘုရားခင်ဖြစ်တဲ့ဆိုတဲ့အကြောင်းကိုနော်ဆရာကြီးလက်တန်ဟောပြောတဲ့အခါမှာအဲ့ဒီမောင်တော်ကသူနာထောင်ပြီးတော့အိမ်မှာရောက်တဲ့အခါမှာသူ့ရဲ့အမျိုးသမီးကိုလည်းသူပြန်ပြောပြတယ်သူ့ရဲ့အမျိုးသမီးနာမည်ကတော့မပိုင်တဲ့မပိုင်ပေါ့အဲ့မှာသူပြန်ပြောပြတဲ့အရာကသူ့အမျိုးသမီးကဘာလုပ်တယ်လဲဆိုရင်သူ့ယောက်ျားပြောပြတဲ့အရာသူရေးထားတယ်မှတ်ထားဂျွန်လာရောက်တဲ့အခါမှာဂျွန်လာတော့ရောက်တဲ့အခါမှာသူဘာလုပ်တယ်လဲဆိုရင်ဆရာကြီးပြတာကိုပြောတယ်ဆရာကျွန်တော်ဆရာရဲ့ဟောပြောချက်ကိုကျွန်တော်နားထောင်ကြည့်တဲ့အခါမှာကျွန်တော်တက်တာမြင်တယ်မှုရတယ်ဒါကြောင့်မို့ကျွန်တော်ကိုမြင်ချင်းပေးပါလားကျွန်တော်မြင်ချင်းခံချင်းအဲ့လိုပြောတဲ့အခါကျတော့ဆရာကြီးတက်တာကပြောတယ်ဒီခင်ခရစ်တော်ကိုတကယ်ပဲလက်ခံကြည့်ပြီလားထပ်ပြီးတော့လေးလာပါဦးထပ်ပြီးတော့လေးလာပါဦးအဲ့ဒါနဲ့သူ့ကိုအဲ့လိုပြောတဲ့အခါမှာတဲ့သူလည်းအားရချင်းနော်ဆရာယူဒတာနာမလာတယ်မင်းများနဲ့စကားပြောတယ်နောက်တစ်ပတ်ခါကျတော့တဲ့သူအလုပ်နော်ပြောင်းရတော့တနည်းအားကိုသူတွားရတော့မယ်လို့ကြားတယ်သူကတက်လုံနန်းကိုနော်သူတွားလို့ရတော့အဲ့နဲ့ဆရာယူဒတာကိုသူပြောပြတဲ့အခါမှာတဲ့ဂျွန်လ6ရက်နေ့မှာနော်သူဒါလာလုံးအလုပ်သွားလို့ရမယ်ဆိုပြီးတော့ဆရာကြီးကတည်းကပြောပြတဲ့ခါကျတော့ဆရာကြီးကကျွန်တော်ကိုမြင်ချင်းပြပါသူ့ဘယ်နဲ့လဲမြင်ချင်းခံလို့မရနိုင်ဘူးအစင်မပြေဘူးပေါ့နော်အဲ့ဒါနဲ့သူအလုပ်ထွက်ပြီးတော့အလုပ်သွားလိုက်တယ်သွားပြီးတော့နောက်တစ်ခါမှသူပြန်ရောက်လာပြီးတော့ဆရာကြီးကတည်းကထပ်ပြီးတော့သူဆရာကြီးကျွန်တော်ကိုမြင်ချင်းပြပါဆိုပြီးတော့ပြန်တောင်းတဲ့အခါမှာတဲ့အဲ့ဒါနဲ့ဆရာယူရတန်တယ်အဲ့ချိန်တော့ယုံကြည်သူတရားမှမရှိသေးဘူးအဲ့ဒါနဲ့သူနဲ့အပေါင်းဖော်သူရဲ့အမင်းမှာဖြစ်တဲ့မန်လို့နဲ့တိုင်ဆွေးနွေးပြီးတော့အဲ့ဒီမောင်တော်ဖြစ်တဲ့ဦးတော်ကိုဒီဂျွန်လ29ရက်နေ့နော်ဂျွန်လ29ရက်နေ့အဲ့မှာဘယ်ကမှသွားပြီးတော့သူ့ကိုမြင်ချင်းပေးတယ်ဆိုရင်ဒိတ်ကြကန်ဒီသူ့ကိုနဲ့ချင်းသွားပြီးတဲ့အခါမှာဘယ်ချင်းပြီးတယ်နေမဟုတ်ဘူးညချင်းမှာအဲ့ဒီနော်ကိုအဲ့ဒီလိပ်ပြကနေမှသွားပြီးနေချင်းပြီးအဲ့ဒါပြောမှဆိုရင်တော့ဒီရွှေကုန်းစီတီရဲ့တောင်းဟဲ့မှာရှိတဲ့ဒီကမှာအဲ့မှာနေချင်းသွားပြီးတော့နေချင်းကခံပြီးတော့သူအဲ့နေချင်းခံပြီးတဲ့နောက်ပိုင်းမှာဆက်ပြီးတော့အလုပ်သွားလုပ်တယ်ဆက်ပြီးတော့အလုပ်ဒီချင်းခံတဲ့အခါ
ခင်ပြုတော့ဒီကဲပေးရရှိတော့အတက်တာထဲမှာဆက်လက်ပြီးတော့သူ့ရဲ့မိန်းမကိုသူပြောပြတယ်သူ့ရဲ့အပေါင်းအသင်းတွေကိုလည်းသူခေါ်လာပြီးတော့ဆရာကြီးဘက်ကစီမှာနော်ဦးပြတို့ဦးကင်းတို့အကစားပေါ့နော်အဲ့ဒီသူ့ရဲ့အပေါင်းပေါ်ကိုခေါ်လာတော့နှုတ်တော့ကိုလာပြီးတော့နားထောင်ခိုင်းတဲ့အခါမှာဦးပြတို့ကစားသူ့ရဲ့မိန်းမဖြစ်တဲ့မပိုက်တို့ကစားနော်ပြောင်းလဲလာပြီးတော့နောက်ဆုံးအဲ့ဒီဇမကျွန်တော်ပြန်လို့ကြည့်တဲ့အခါမှာဆရာကြီးကတာနာပြုတာ6နှစ်ပြည့်တဲ့အခါကျမှပဲသူက9ရောက်ရတယ်နော်ပြောင်းနေတာလေ9ရောက်ရှိအဲ့ဒါနဲ့ဆရာကြီးကတာကအမေရိကန်ကိုပြန်ဖို့လုပ်နေတယ်မောင်နောတို့နော်ဦးနောတို့ဦးပြားတို့နော်ဘာပြောလဲကျွန်တော်တို့ကိုနော်10ရောက်ပြည့်အောင်တော့ဒီခံပြီးတော့တာနာပြုပြပါဦးဆိုပြီးတော့ပြောတဲ့အခါနောက်ဆုံးအဲ့ဒီဦးနောတို့ကိုလည်းပါလို့လေဦးဆောင်တဲ့လူဖြစ်နော်ဦးပြားတို့ကိုဦးဆောင်တဲ့လူနေဖြစ်နော်နောက်ဆုံးသူ10ရောက်နေစတင်ပြီးတော့အမှုတော်ထမ်းဆောင်လာတဲ့အခါမှာတဲ့နော်ယနေ့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာယုံကြည်သူတွေနော်ကျွန်တော်တို့အခုဆိုရင်နော်တားလိုက်ရှိလာတဲ့